ဝေကပေါ့နော်အခုလောလောဆယ်ကဗီဒီယိုကနေစပြီးတော့ပေါ့နော်အကောင့်မှာဒါလုပ်ချင်တယ်ဆိုတော့သူကဒီပေါ့နော်ကျွန်တော်မှာသူကတန်းကိုဆိုတော့နည်းနည်းလေးဖြစ်ပေါ့နော်အဲ့ဒီနည်းနည်းလေးကိုတန်းကို series ဆိုမှရှိရဲ့အဲ့ဒီ series ကိုသင်ညာတာတော့လည်းလုပ်ပြီးနေတာပေါ့နော်သင်ညာတာတော့လည်းလုပ်ပြီးနေတာမဲ့ငွေဆိုတော့ step ကလည်းတိတ်မကြော်ခြင်းတော့အဲ့မှာတော့ entry လောက်အဲ့လိုမျိုးကနေမလုပ်ချင်ဘူးအဲ့ N5 ကနေပဲစပြီးတော့လုပ်ချင်တယ်ပေါ့နော်အဲ့ကြောင့်မလို့ဒီဗီဒီယိုနေစပြီးတော့ဒီ N5 ကတန်းကို1000ရှိပေါ့နော်အဲ့ဒီတန်းကိုအတူတူကျက်သွားကြမှာဖြစ်တယ်ပေါ့နော်အမှန်တိုင်းပြောရရင်ငွေ N5 လောက်တော့ဒီတန်းကိုဆောင်လည်းမကျက်ခဲ့ဘူးပါဘူးအခုမှပေါ့နော်အခုမှဒီနောက်ပိုင်းကျမှစာအုပ်တွေအကုန်ပြန်ဖတ်နေမှာပြန်ကြည့်မိရပေါ့နော်နည်းနည်းလေးပဲမြင့်သွားမှတန်းကိုကင်ခဲ့ရပေါ့နော်အဲ့တော့ N5 တော့တေချာတော့မကင်ခဲ့ဘူးဒါပေမဲ့အခုကတော့ဒီ N5 ကနေစပြီးတော့ပညာဒါနလေးပေါ့နော်အတူတူမင်းင်းဒီကိုပြန်ကျက်ကြည့်သွားမယ်ပေါ့နော်အဲ့တော့ဒီနေ့ဒီဗီဒီယိုကနေစလိုက်ပါမယ်အဲ့တော့စကြမယ်ပေါ့နော်じゃあ始めましょうはいまずはဒီတန်းကိုဆောင်တွေရဲ့ဖွဲ့စည်းပုံပေါ့နော်ဖွဲ့စည်းပုံကတော့သူကဒီဆောင်မှာဆို N5 ဆိုရင်တော့10ခန်းထက်နေပါတယ် N3 လောက်ဆိုရင်12ခန်းမသိဘူးတဲ့အဲ့လောက်ပါတယ်ပေါ့နော်တော့တခန့် chapter 1တခုရှိအဲ chapter 1အောက်မှာက topic ပေါ့နော်၅ခုပါပါတယ်၅ခုစီပါတယ်အဲ့ဒီရဲ့ topic လေးနဲ့ပတ်သက်ပြီးတော့သင်ရမှာပေါ့နော်အဲ့တော့ဒီက N5 ဖြစ်တဲ့အတွက်ကြောင့်မို့လို့စဖာချင်းတော့လွယ်မယ်ပေါ့နော်အဲ့တော့အခန်း1လေးကိုအရင်ဆုံးစပါကြည့်ကြရအောင်အဲ့တော့ဒီခုကအခန်း30လေးရှိရပေါ့နော်အခန်း30အဲ့တော့နေအောင်စဖာချင်းအနေနဲ့ဆိုရင်တော့သူကသင်ရမယ့်ကောင်းစဉ်လေးတွေကိုအရင်ရှင်းပြလိုက်မယ်ပေါ့နော်အဲ့တော့ပထမဆုံးကကျတော့ G-code shortcut တဲ့ G-code shortcut ပေါ့နော် G-code shortcut G-code shortcut ကကျတော့တောင်းတည်တဲ့အတိုင်းပဲ私はブリブリပေါ့နော်ကိုယ့်အကို introduce လုပ်ရတဲ့အခါနဲ့ပတ်သက်တဲ့ meaning လေးတွေသင်ရမှာဖြစ်ပါတယ်chapter 2ကတော့ 勉強ကကျတော့ study ပေါ့နော်study ဆိုတာလေ့လာရင်းနဲ့ပတ်သက်ပြီးတော့ပါအဲ့ဒီအောင်မှာသူကခေါင်းစဉ်ခွဲလေးတွေပါတယ်ပေါ့နော်နံပါတ်3ကကျတော့ chapter 3ရဲ့仕事ကတော့အလုပ်ကိုပြောဖြစ်ပါတယ်အလုပ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်နောက်တစ်ခုကကျတော့友達အခန်းလေးကတော့友達ကကျတော့သူကကျတော့တငယ်ချင်းပေါ့နော်တငယ်ချင်းနဲ့ပတ်သက်ပြီးတော့သိရမယ်အခန်းကကျတော့今日のご飯今日のご飯ကကျတော့ဒီနေ့ရဲ့တမင်ပေါ့နော်အဲ့တော့ပြောလို့ဆိုဒီနေ့ပါစားမယ်ပါလို့အဲ့လိုမျိုးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးသိရနိုင်မယ်နောက်တစ်ခုကတော့နံပါတ် chapter 6ကကျတော့ရှုမိကတော့ဝါသနာဖြစ်ပါတယ်ဝါသနာပေါ့နော်ဝါသနာကိုဘာလုပ်ချင်လဲကိုသဘောကျလာတာကြောင့်မို့ရင်တခုခုပေါ့နော်အဲ့လိုမျိုးသဘောကျလာကိုယ့်ရဲ့အလေးအကျင့်ကိုယ့်ရဲ့ဝါသနာနဲ့ပတ်သက်ပြီးတော့သိရမှာဖြစ်ပါတယ်နံပါတ်9 chapter 7ကကျတော့ခိုင်းမိုနိုကကျတော့ shopping ထွက်တာကိုပြောပြပါတယ်ခိုင်းမိုနိုရှိမှဆိုရင် shopping ထွက်တယ်လို့ပြောတာပေါ့နော်နံပါတ်10အခန်း7ကကျတော့ Yasumi no hi ကကျတော့အားလိုက်ရက်တွေပေါ့နော် Yasumi ဆိုတာနားယူရဲ့ hi ဆိုတာနေ့ဆိုတော့ Yasumi no hi ဆိုတာနားယူတဲ့နေ့ရက်တွေနံပါတ်chapter 9ကကျတော့စုမှုဆိုတာနေထိုင်နေဆိုတဲ့လေးပဲပါအဲ့တော့သူကနေထိုင်တာနဲ့ပတ်သက်ပြီးတော့ခေါင်းစဉ်လေးတွေ meaning လေးတွေပါလိမ့်မယ်ပေါ့နော်အခန်း30ကကျတော့ခန်းကိုကကျတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ဒီရဲ့ N5 တန်ကိုတစ်ထောင်မှာကအဲ့ဒီအခန်း5ခန်းပါပါတယ်အဲ့ဒီအခန်း5ခန်းကိုငွေတူပြန်ပြီးတော့လေ့လာသွားကြမှာပေါ့နော်ပြန်ပြီးတော့ငွေလည်းပြန်ပြီးတော့ meaning လေးတွေပြန်လွှင့်ရတဲ့ပညာဒါနလေးဖြစ်အောင်ပေါ့နော်အဲ့တော့စကြအောင်ပေါ့နော်အဲ့တော့အခန်း1က G-code shortcut မှာကျတော့အခန်း5ခန်းထပ်ပါပါတယ်ခေါင်းစဉ်ခွဲလေးပေါ့နော် topic 5ပါပါတယ်ပထမ session 1မှာ this ဆိုတာနဲ့ဆုံးတဲ့ဟာကိုသင်ရပါမယ်ဒါမီနာတို့နေကိုသင်ဆိုရင်ဒါအခန်း1မှာပါတယ်ပေါ့နော် session 2ကကျ Ohio ကတော့အားလုံးသိတဲ့အတိုင်းပဲဂျပန်စကားမသိတဲ့လူဆိုရင်တော့သိလိမ့်မယ်good morning လို့ပေါ့နော်ဘယ်လိုမျိုးပြောရပါလဲ session 3ကတော့ Kazoku ကတော့အားလုံးသိတဲ့အတိုင်းမိသားစုကိုပြောရပါတယ် Kazoku session 4ကကျတော့ 何人ですかတဲ့何人ですかဆိုရင်ဘယ်နှစ်ယောက်လဲကိုပြောဖြစ်ပါတယ်နင်းဆိုတာလူဦးရေပြောပါတော့何人ですかဆိုတော့ဘယ်နှစ်ယောက်လဲကိုပြောဖြစ်ပါတယ် session 5ကတော့何々から来ましたအဲ့တော့ကွက်လက်ကနေလာခဲ့တာပါဆိုတဲ့ဟာလေးပါအဲ့တော့ဒီရဲ့ပထမဆုံးဒီကိုရှော့ခိုက်ဆိုတဲ့အခန်း1 chapter 1မှာဒီအခန်း5ခန်းကိုသင်ရပါလိမ့်မယ်အဲ့တော့ဒီအခန်း5ကကျတော့ topic 5ခုကတစ်ကနေမိမိအလုံး100နှလုံးရှိရပေါ့နော်အဲ့ဒီ100နှလုံးကိုကြားကြပါမယ်အဲ့တော့ဒါကတော့ဗီဒီယိုရှည်သွားနိုင်မယ်ဆိုရင်တော့ဟိုပါပေါ့နော်တစ်ချက်တော့
ဖြတ်ပြီးတော့တင်ပေါ့နော်section 1ကိုကြည့်မယ် section 1က this ဆိုတာကကျတော့ချစ်ပြီးဆိုတဲ့ဒီပေါ့နော်မြန်မာလိုဆိုရင်အဲ့တော့နံပါတ်1ကတော့ watashi ဆိုတော့အားလုံးသိတဲ့အတိုင်းကျွန်တော်ကျမသမဝင်ငါပေါ့နော်ဆိုပြောရပါတယ်အဲ့တော့သူကအဲ့ဒီတန်းလို့ဆောက်ကပေါ့နော်တော်တော်သဘောကျတယ်ဘာလို့လဲဆိုတော့သူကအဲ့ဒီနဲ့သုံးရမယ် sentence နေပြီးတော့ဘေးမှာတစ်ခါလေးရေးပြီးရပေါ့နော်အဲ့တော့တွဲချက်လို့ခေါ်မယ်ပေါ့နော်ဒါက level နှိမ့်တဲ့ချိန်မှာသိပြီးတယ်ပဲ level နှိမ့်တဲ့ချိန်ပြန်သိတာပေါ့နော်မင်းင်းတွေကများလာတဲ့အတွက်ကြောင့်ဘယ်နဲ့မှဘယ်လိုတောင်းရမလဲမသိတော့တဲ့ချိန်ကျရင်ဒီတန်းကုန်းဆောင်လေးတော်တော်စစ်ပြီးတယ်အဲ့ဒါကြောင့်မလို့ခုကလေးကြည့်ကြပါပေါ့နော်အဲ့တော့私はアンです私ကျွန်တော်ကアンဖြစ်ပါတယ်ですပေါ့နော်နောက်တစ်ခုကကျတော့何々です私はスミスですスミスဖြစ်ပဲပေါ့နော်ですဆိုတော့တဲ့ဘဲနဲ့စုနဲ့ပေါ့နော် des လို့ထပ်ပါတယ်အဲ့ဒီရဲ့အဓိပ္ပာယ်တော့ဖြစ်တည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုနံပါတ်3ကကျတော့ san ပေါ့နော်何々စဝန်းပေါင်းတော့ san ဆိုတဲ့အတွက်ပေါ့နော်အဲ့တော့ a နဲ့ b ရှိရဲ့သုံးမှု san နဲ့သုံးမှု san ဆိုတော့ tom ပေါ့နော်အဲ့တော့ san ဆိုတဲ့အဓိပ္ပာယ်ကကျတော့သူကဘယ်လိုလဲဆိုတော့အင်္ဂလိပ်လိုဆိုရင် Mr ပေါ့နော်ဟုတ်တယ်ပေါ့မြန်မာလိုဆိုရင်ကိုဦးဘသူပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်နည်းနည်းယဉ်ကျေးသမှုနဲ့ခေါ်တဲ့အသုံးပေါ့နော်အရှိကဥတော်မောင်မအဲ့လိုထည့်တယ်လို့ဂျပန်ကလည်းစံဝင်ထည့်တယ်ပေါ့နော်အဲ့ Tom San Tom Mr. Trump ပေါ့နော်ပြောလို့ဆိုရင်B ကပြန်ပြောတယ် height တဲ့ဟုတ်ကဲ့ပါ height ဆိုတော့ဟုတ်ကဲ့ပါပေါ့နော်နံပါတ်4ကကျတော့ chan ချိနဲ့ရနဲ့ပေါင်းတော့ချနဲ့ on နဲ့ပေါင်းတော့ chan ထွက်တယ်ပေါ့နော်အဲ့ chan နဲ့ san နဲ့တူပဲဒါနဲ့ chan ကကြောင့်ကိုယ်ထက်ငယ်တဲ့ဟာလေးတွေတောင်းတယ်ပေါ့နော်ကိုယ်ထက်ငယ်တာဆိုရင်သူကနည်းနည်းချစ်ဖို့ကောင်းတာလေးတွေတောင်းတယ်ပေါ့နော်အငွေဆိုရင်ဒီ onesan ပေါ့နော်ဒါပါတော့ onesan တော့မှခိုင်ကြရင်ကိုယ်တိုင်နည်းနည်းလေးပဲကြီးပြီးတော့ကိုယ်ကလည်းနည်းနည်းလေးပို့ပြီးတော့ဘာလို့လဲဆိုရင် onesan လို့ခေါ်လိုက်တယ်ခုနက oni-chan အဲ့လိုခေါ်တယ်လို့ပေါ့နော်အဲ့လိုခေါ်တယ်လို့ပဲ chan ကကြတော့ကိုယ်ထက်ငယ်တာကိုတောင်းတယ်ပေါ့နော်အဲ့လိုမျိုးပါပဲအဲ့တော့သူကလည်းဥတော်မှာပေါင်းပါပေါ့နော်ပြောလို့ဆိုရင်အဲ့လိုမျိုးပါပဲအဲ့တော့ခတ်လို့ကျော်ကဒါရာချန်တဲ့ဒါရာချန်ပေါ့နော်အဲ့တော့ခတ်လို့ကျော်ဆိုတဲ့အိဗေကကြတော့ဒီမှာပေါ့နော်တော်တော်များများကခန့်လို့ပြောဆိုတာ main ကြီးစားလို့ပဲသိကြတာများတယ်ပေါ့နော်ဒါပေမဲ့ဂျပန်စကားမှာသူကခတဲ့နဲ့ခန့်လို့ပြောသုံးပုံနှစ်မျိုးရှိရပေါ့နော်အဲ့တော့ခတဲ့ကကြတော့သူဒါမှ sorry wine brand ပေါ့နော်မရှိတဲ့ချိန်ကျတော့ကြီးစားဘယ်လိုပြောကြီးမြန်မာလိုကြီးစားပေါ့နော်ကောင်လေးပေါ့နော်ကောင်လေးခန့်လို့ပြောပြတော့ကောင်မလေးပေါ့နော်အဲ့လိုဖြစ်တယ်ဒီတဲ့ချိန်ကျတော့ဒါပေမဲ့သူတို့ကထားမှာတော့မြန်မာလိုဆိုရင်လည်းသူမကလေထားပါတော့မြန်မာကကျတော့သူမတော့မရှိဘူးပေါ့နော်မြန်မာ dictionary မှာသူမဆိုတဲ့စကားလုံးကမရှိဘူးဒါပေမဲ့မိန်းကလေးဆိုတဲ့သူကလေအဲ့လိုပြောသလိုပဲညီညွန်းတဲ့ no ပေါ့နော်ပြောရမယ်ဆို pronoun အနေနဲ့လည်းသူကသုံးပါတယ်ခတယ်လို့ခတယ်ပြောတော့အဲ့တော့ကိုယ့်ရဲ့ကြီးစားကိုယ့်ရဲ့ကိုယ့်အတွက်ပဲခတယ်ခလို့ပြောသုံးတာမဟုတ်ပဲねအဲ့ဒီကောင်မလေးကလေအဲ့ဒီကောင်လေးရလေလို့သုံးတဲ့ချိန်မှာလည်းသုံးပါတယ်အဲ့တော့ခလို့ပြောကရာချန်တဲ့အဲ့တော့ခအဲ့ဒီကောင်မလေးကပေါ့နော်ပြောမယ်ဆိုအဲ့ဒီကောင်မလေးကရာဖြစ်ပါတယ်ဆိုတဲ့လေးပဲပါနံပါတ်4ကိုဆက်ပါsorry ကောပန်ဆက်ပါမယ်ပေါ့နော်အဲ့တော့ကောပန်ဆိုတာအာနာကတော့တင်ခမများရှင်ဆိုတဲ့ပဲပါအာနာတာဆိုတာအမှန်အင်္ဂလိပ်လိုလေးနဲ့ပါတယ်ပေါ့နော်အဲ့တော့ you ပေါ့နော် you ဆိုအာနာတာကသုံးဆန်တဲ့ကားတဲ့သုံးဆန်တဲ့ကားဆိုတဲ့ကားဆိုတာ this နဲ့စုနဲ့ပေါင်းတော့ this ကားဆိုတာလားဆိုတဲ့လေးပဲပါအဲ့တော့နေငါတဲ့သုံးဆန်လားလို့မိတာဖြစ်ပါတယ်အာနာတာပေါ့နော်တင်ပြင်ခတဲ့ဒီမှာခဏနေပြောသလိုပေါ့နော်ခတယ်နဲ့ခလို့ဆိုတာကိုကောင်မလေးကိုကြီးသားကိုပြောsorry ကို wife friend အဲ့လိုမျိုးပဲပြောတာမဟုတ်ပဲねသူဆိုတဲ့ညီညွတ်တဲ့နေရာမှာလည်းသုံးတယ်ပေါ့နော်ခလို့ပြောလဲတူပါပဲအဲ့တော့ခတယ်ကသုံးဆန်တယ်သူကသူ့ဖြစ်တယ်လို့ပြောတာပါအဲ့တော့ခတယ်ဆိုတော့သူပေါ့နော်အဲ့တော့ဒီမှာတော့သူကတော့ he လို့ပဲသုံးတာတယ်အဲ့တော့သူ့မှာနောက်ထပ်အိပဲအဲ့တော့ကိုယ့်ရဲ့boyfriend လေး girlfriend လေးလည်းသုံးboyfriend ကိုသုံးတယ်ပေါ့နော်ခတယ်ကခလို့ပြောတော့ girlfriend ကိုလည်းသုံးပါတယ်အဲ့တော့နောက်တစ်ခုကတော့အခန်း sorry နာမပဲဆိုတော့ခန့်လို့ကြောပေါ့နော်အဲ့တော့ခန့်လို့ကြောဆိုတဲ့ခဏနေရှင်းပြသလိုပဲရှိပေါ့နော်ခန့်လို့ကြောကဟီယန်တန်တဲ့အဲ့တော့သူကကောင်မလေးဒီကောင်မလေးအဲ့ဒီကောင်မလေးပေါ့နော်သူမကအဲ့ဒီပြောတဲ့ချိန်မှာသုံးပါတယ်နောက်တစ်ခါဆိုတော့နာမရဲ့အိုနာမရဲ့ပေါ့အိုနာမရဲ့ဆိုတာတော့နာမည်ပြောရပါတယ်အိုနာမအေဝဆိုရင်
နည်းနည်းပဲပါတယ်လို့မေးရတယ်တူပါတယ်ပေါ့နော်ဘုံနာမအေဝနန်ဒစ်ကာဆိုလည်းနည်းနည်းပဲပါတယ်လို့မေးတာပဲဒါပေမဲ့ဘုံနာမအေဝလို့ပဲလည်းသုံးလို့ရပါတယ်အဲ့တော့ B ကပြောတယ် Tom တဲ့ထိုးဘူးပေါ့နော်ဂျပန်လိုဆိုတော့ဒါပေမဲ့အင်္ဂလိပ်တန်တော့ပေါ့နော်ဆိုပြပါလိမ့်မယ်အဲ့တော့အခန်းနဲ့ပဲမှာပြောနေပါတယ်အဲ့တော့Q ဘန်သွားမယ်ဆိုရင် Q ဘန်ကတော့ height ဆိုတဲ့ဟာပါဟာနဲ့ E နဲ့ပေါင်းတော့ height ဆိုတဲ့တန်ထွက်ပါတယ်Yamada san desu ka တဲ့ Yamada san လားတဲ့ height ဟုတ်ကဲ့ပါဟုတ်ပါတယ်ကျွန်တော်ပါဘောနော်လို့ပြောချင်တာပါတဲ့ Yamada san desu ka そうですဟုတ်တယ်အဲ့လိုပေါ့နော်ဆိုအဲ့လိုပေါ့နော် yes ဆိုတဲ့ဒီပဲ height ကတော့ height ဟုတ်ကဲ့ဟုတ်ပါတယ်ဟုတ်တယ်ရှင်အဲ့လိုပေါ့နော်ကတော့အဲ့လိုအတိတ်ပဲပါပြီးတော့နံပါတ်7ကိုသွားပါတော့နံပါတ်7ကကျတော့ E ရဲ့ကကျတော့မဟုတ်ဘူးဆိုတဲ့အိပဲပါအဲ့တော့ Yamada san desu ka တဲ့ဆိုတာပြန်ပြောတယ်E က E ရဲ့မဟုတ်ပါဘူးလို့ပြောတယ်ပေါ့နော် so the တာဦးဒါကဒီကအတန်ပေါင်းနိုင်ပေါ့နော် so ဆိုတဲ့တန်ထွက်ရတယ် so the Yamada san desu ka တဲ့ Yamada san လားတဲ့ height so the ဟုတ်ပါတယ်ဟုတ်တယ်အဲ့လိုဟုတ်ပါတယ်ဆိုတဲ့ so the ဆိုတာအနေနဲ့သုံးတယ်ပေါ့နော်နံပါတ်7ကိုကြည့်မယ်ဆိုရင်တော့ခြေကိုင်းမမဟုတ်ပါဘူးတဲ့ခြေကိုင်းမဆိုတာမဟုတ်အဲ့ so the ဆိုတာဟုတ်တယ်ခြေကိုင်းမဆိုသူနဲ့လည်းစက်ပြပဲပေါ့နော်Yamada san desu ka တဲ့သူပြပြီးတယ်ဒီရဲ့မဟုတ်ပါဘူးခြေကိုင်းမဒီရဲ့ခြေကိုင်းမမဟုတ်ဘူးပေါ့နော်田中ですYamada မဟုတ်ဘူးသူက田中ဖြစ်တယ်လို့ပြန်ပြောတယ်ပေါ့နော်အဲ့တော့ဒါကတော့ section 1ပြီးရပေါ့နော်အဲ့တော့ section 1နည်းနည်းလေးတော့ section 2ပါ section လိုက်ပါမယ်အဲ့တော့ section 2ကကျတော့ Ohio ဆိုတဲ့စကားလေးပေါ့နော်အဲ့ Ohio ဆိုတော့ good morning ကိုပြောပါတယ်အဲ့ဂျပန်တွေက 挨拶ကိုအရင်အဲ့တော့မြန်မာမှာကျတော့သိပြီးတော့မပြောကြဘူးဆိုတော့ဟုတ်တယ်နော်မြန်မာကျတော့ဒီမနေ့တွေ့တယ်ဘယ်လိုလုပ်ဆက်ဘူးနော်အဲ့တော့မြန်မာကျတော့ဒီမှာလုပ်ဆက်တယ်ပေါ့နော်အဲ့တော့နံပါတ်14ကကျတော့ဗာလဲဆိုရင်ကျတော့ Ohio တဲ့ Ohio ဆိုတာတော့သူကဒီပုံလေးတွေကြည့်ပြောရင်ပိုပြီးစင်ပြနေတယ်ပေါ့နော်ဒီလိုနဲ့Ohio ပေါ့နော်တောင်းမှလည်းတော့ဘုံဒီကောင်နဲ့ဖြစ်တဲ့အိုင်ဆိုတဲ့နှုတ်ခေါ်တဲ့စကားပေါ့နော်အဲ့တော့ Ohio gozaimasu Ohio gozaimasu ကကြတော့တူတဲ့တူပဲဒါပေမဲ့တော့နည်းနည်းလေးပိုရှိပြီးပူပြီးရင်ကြီးတဲ့ပုံစံလေးပေါက်တယ်ပေါ့နော်အဲ့တော့ Ohio ဆိုတဲ့ငယ်လေးဆို Ohio yakko အဲ့လိုမျိုးလေးလောက်ဆက်တယ်ဒါပေမဲ့ဆရာမတို့အနေနဲ့ Ohio gozaimasu လို့ဆက်တယ်လို့ပေါ့နော်တော့နည်းနည်းလေးပိုပြီးရင်ကြီးတဲ့ပုံပေါက်ပါတယ်အဲ့တော့ဒီမှာအောက်မှာကြည့်လိုက်မယ်ဆိုရင်လည်းဒီမှာ teacher ပေါ့နော်ဆရာမကတပည့်ကို Ohio လို့နှုတ်ဆက်တာကိစ္စမရှိပါလို့ဆိုသူ့ထက်အောက်နည်းနည်းနေပေါ့နော်သူတပည့်ဆိုဒါပေမဲ့ဒီကျောင်းသားဆိုဆရာမလို့ဆိုတဲ့ချိန်မှာသူက Ohio gozaimasu ကိုသုံးတယ်ပေါ့နော်ဘာလို့ဆိုသူ့ဆရာမသူ့ထက်အမြင့်သူ့ထက်အထက်ကရှိတဲ့သူလို့ပါအဲ့တော့ဆက်လေးနဲ့စကားနဲ့ Ohio နဲ့ Ohio gozaimasu ပေါ့နော်အဲ့တော့ဆက်ချက်ကကြတော့ konnichiwa တော့နေ့လည်ကနှုတ်ဆက်တဲ့စကားဖြစ်ပါတယ်konnichiwa အဲ့လိုပေါ့နော်တူတူပါပဲဒါကတော့ဘိုလိုယဉ်ကျေးတာမှမရှိဘူး konnichiwa ဆက်ချက်ကလည်းkonnichiwa နော်ဆက်ခွန်ကကြkonbanwaကြတော့ညနေပိုင်းမှာနှုတ်ဆက်တဲ့စကားမျိုးဖြစ်ပါတယ်konbanwaဆိုညနေပိုင်းရောက်သွားတယ်ပေါ့နော်အဲ့လိုပါဒီမှာအနောက်မှာကြည့်လိုက်ဆိုလဲကျယ်ရီလာတွေတော့ပေါ်နေပေါ့နော်နောက်တစ်ခုကကျတော့ sayonara တဲ့ sayonara ဆိုတာကတော့ goodbye ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် sayonara လို့ဖတ်ပါတယ် sayonara အဲ့တော့ဆက်ကိုဆက်သွားလို့ပေါ့နော်じゃまたတဲ့じゃまたဆိုတာတော့နောက်မှတွေ့မယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့တကယ်ချင်းညကသူတို့ကျောင်းသူပြန်လာဖြစ်နိုင်မယ်အဲ့ဒီမှာဒီတယောက်ကသူတို့အိမ်ရောက်တော့ခွဲရအောင်ဆိုတာじゃまたနောက်မှတွေ့ကြမယ်နော်ဒါဝင်မたဆိုတော့မှတွေ့မယ်တကယ်လို့ကိုကတနေ့ကနေမှပြန်တွေ့မယ်ဆိုじゃまた月曜日にဆိုရင်တနေ့ကနေပြန်တွေ့မယ်တော့မနေ့ကပြန်တွေ့မယ်ဆိုじゃまた明日ဆိုရင်မနေ့ကပြန်တွေ့မယ်လို့ပြောဖြစ်ပါတယ်အဲ့တော့စကူပေါ့နော်အဲ့20လေးသွားကြည့်ကြမယ်20ကကျတော့ oyasumi nasai oyasumi nasai ဆိုတော့ညအိတ်ခံနေချိန်တော့ပေါ့နော်ကောင်းကောင်းအနားယူပါဆိုတဲ့အိပဲပါအဲ့တော့ oyasumi nasai ပေါ့နော်အဲ့ဒီမှာကြည့်မယ်ဆိုရင်လည်းဒီမှာ22နာရီလို့ရေးထားပေးပါတယ်သူကပေးပါ22နာရီဆိုတော့ပါပေါ့နော်10နာရီပေါ့နော်10နာရီဆိုတော့သူအိပ်ပြီပေါ့နော်10နာရီဆိုတော့နောက်တစ်ခါကျတော့21ကကျတော့အာရီဂတ်တိုကဆိုကျေးဇူးတင်ပါတယ်ဆိုတဲ့အိပဲပါအဲ့တော့ကောင်မလေးကပြောမှဆိုစောက်တွေအများကြီးတည်ခဲ့တဲ့ပုံပေါက်ပဲပေါ့နော်အဲ့တော့ဒီကောင်လေးက
တိတ်ကူလိုက်တဲ့ကောင်းမလေးကအာရီဂတ်တိုပေါ့ဒါမှမဟုတ်အာရီဂတ်တိုကိုဆိုင်မတ်လို့လည်းတောင်းလို့ရတယ်အဲ့တော့ဒီကောင်လေးကပြန်ပြောတယ်22ကကြတော့ဒိုအီတာရှိမရှိတဲ့ဒိုအီတာရှိမရှိတဲ့ဆိုတော့မဟုတ်တာရတယ်ကိစ္စမရှိဘူးအားဖြစ်ဘူးအဲ့လိုပြောတဲ့နေပဲပေါ့နော်အဲ့တော့ဒိုအီတာရှိမရှိတဲ့နောက်တစ်ခုကကြတော့ဒီမှာပေါ့နော်နောက်တစ်ခုအာရီဂတ်တိုကိုဆိုင်မတ်ဆိုတာကြတော့ဒါကဒါမဲဝဲလို့ပေါ့နော်ကိုယ့်ထက်လေးကိုနဲ့ပြောရင်ကြတော့ဒါရင်ကြီးတဲ့တော့မလုပ်ပြရတယ်တကယ်ချင်းချင်းဆိုအာရီဂတ်တိုဝါယောလို့တောင်းရမယ်ကိုယ့်တဲ့အကြည့်ကိုကြအာရီဂတ်တိုဝါယောလို့လည်းပြောလို့မရဘူးပေါ့နော်အနောက်ကနေကိုဇိုင်းမတ်တို့ဒီလိုလေးထည့်ပြရတယ်ပေါ့နော်ဟုတ်လားပါပဲဒီမှာကြည့်မယ်ဆိုရင်လေအာရီဂတ်တိုကိုဇိုင်းမတ် is used instead of အာရီဂတ်တို to sound more polite ဆိုတော့ပို့ပြီးတော့ polite ပြအောင်ပေါ့နော်အဲ့လိုပါဒီကတော့ရမယ်လို့ထင်ပါတယ်တော့ကြံနေရပေါ့နော်အဲ့တော့24ရာကျတော့ဒိုးဆိုတဲ့ဒိုးဆိုဆိုရင်ဒိုးဆိုကတော့ယူပါဆိုတဲ့နေရာဆိုထားပါတော့ဒါကတော့သူကစားတော့ဆိုင်မှာခင်းနေရာလေးကိုချပေးတဲ့အချိန်ဒိုးဆိုယူပါပေါ့နော်လက်ခံမဆိုတဲ့နေရာအဲ့တော့25မိနစ်ကျတော့ဒိုးမို့ကျေးဇူးပဲလို့ဆိုတဲ့နေရာပါဒိုးမို့ဆိုရင်ကျေးဇူးပဲဆိုတဲ့နေရာပေါ့နော်အဲ့တော့ဒါဒိုးဆိုကကျတော့ထားပါတော့ကိုတငယ်ချင်းတရားကိုဘာတစ်ခုပြီးဆိုတဲ့ဒိုးဆိုယူပါဒိုးဆိုဆိုရင်ယူပါဆိုတဲ့နေရာပါပဲအဲ့လိုပေါ့နော်အဲ့နောက်တစ်ခုကကြတော့25ပြီးတော့26ကကြတော့ဟာဂျီမဲမတ်တဲ့ကတော့မီနာနိုနေကိုကိုင်ရင်တည်တယ်ပေါ့နော်တွေ့ဟာဂျီမဲမတ်တဲ့မိုက်ခရိုမီရာတဲ့ဆိုရင်တက်ကောင်အော်ခဲ့ရတယ်ပေါ့နော်အော်ခဲ့ရတယ်ပေါ့ဖတ်ခဲ့ရတယ်ပေါ့နော်နောက်ဟာဂျီမဲမတ်တဲ့ဆိုတာတော့ပထမဆုံးတွေ့ရတာပါတော့ nice to meet you နဲ့အတိတ်ပဲတူပဲပေါ့နော်လို့ဆိုတော့ရှိကိုဆိုတာကြတော့ဒီမှာကျတော့သူကတင်လာပြ glass to know you ပေါ့နော်အနေနဲ့တည်ရတာဝမ်းသာပါတယ်ဆိုတဲ့အတိတ်ပဲပါပဲလို့ဆိုတော့ရှိကိုဆိုတာအဲ့လိုပေါ့နော်အဲ့တော့သူ့စောင့်ရောက်ပြီးပါအောင်လည်းပြောချင်တဲ့ပဲပါこちらこそတဲ့こちらဆိုတဲ့ဒီဘက်ပေါ့နော်こちらこそဒီဘက် level တဲ့လို့ပြောပါအဲ့တော့こちらこそဆိုတာဒါဆိုတော့ခိုင်ဝစကလုံးလေးပေါ့နော်ခိုင်ဝစကလုံးလေးဖြစ်တဲ့ကြောင့်မလို့သူကကောင်လေးကပြောလိုက်တာကဟာဂျီမဲမတ်တဲ့တွေ့ရတာဝန်တာပါတယ်ဆိုရင်လို့ဆိုရရှိကိုဆိုရင်ကောင်မလေးကပြောလို့ဆိုရင်သူ့ကုညီဆောင်ရောက်ပြီးတော့နော်ဆိုတဲ့အဓိပ္ပာယ်ဒီပေါ့နော်ကောင်လေးက28ကこちらこそဒီဘက်ကလည်းပြီးလို့ပြန်ပြောတာဖြစ်ပါတယ်အဲ့ဒါခိုင်ဝလေးဖြစ်တဲ့အတွက်ကြောင့်မလို့သူကခိုင်ဝလေးပုံနာထောင်ရင်ပို့ပြီးတော့နိုင်ယူသွားပြီးတော့ပို့3နဲ့နေရာပို့သေးတယ်ပဲပေါ့နော်အဲ့တော့ section 3ကိုလည်းဆက်ရှင်းလိုက်ပါမယ်section 3ကတော့ခါဇုခုကတော့မိသားစုကိုပြောဖြစ်ပါတယ်29ကခါဇုခုကတဲ့7年です7年だもん7年ですဆိုရင်9ယောက်ဖြစ်ပါတယ်အဲ့တော့あなたの家族は何年ですかねみたいなにあるんですね。私は5年です。5年家族です。私は末っ子です。親のねのためにこのဖြစ်ပါတယ်။ဒါကတော့ခဏလေးပေါ့နော်ပြောပြပါ။အဲ့တော့私の家族ကျွန်တော်ရဲ့မိသားစုအဲ့တော့ဒီမှာရှိမှဆိုရင်ချစ်ချစ်အဲ့မှာဖေးကြီးပေါ့နော်။ချစ်ချစ်ဟာဟာအဲ့ဒီနဲ့ချစ်ချစ်ဟာဟာဆိုတာဖေးနဲ့မေးပေါ့နော်။အဲ့အောင်မှဟိုတိုးဆန်တယ်ဝင်အိုကားဆန်လို့လည်းတောင်းလို့ရပါတယ်သူတို့နေရာကိုဘာလို့သူခေါ်လဲဆိုတော့ဆိုရင်လည်းမိဘတွေကဆိုရင်ဖေနဲ့မေကိုပြောတာပဲမိဘဆိုတော့တက်ခေါ်တယ်ပဲစပယ်မှာဆိုရင်လည်းလျောရှင်လို့ပြောပါတယ်လျောရှင်ဆိုအဖေနဲ့မေကိုပေါင်းပြီးတော့လျောရှင်မိဘလို့ပြောပါတယ်မိဘလို့ပြောတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့အဲ့ဒီကနေမွေးဖွားလာမယ်အဲ့ဒီကနေမွေးဖွားလာတာကတွေ့လဲဆိုတော့အနေsorry ဒီမှာကိုရင်ထောက်လိုက်ပေါ့ဒါကတော်ပေါ့နော်တာရှိအဲ့တော့ကို့အဖေနဲ့မိဘကိုလျောရှင်းလို့ဖတ်တယ်အဲ့တော့ကိုယ့်ရဲ့အမဆိုရင်အနေဆိုအမအနိဆိုတော့အကိုပေါ့နော်အဲ့တော့ကျototoဆိုတာညီလို့ပြောဖြစ်ပါတယ် imotoဆိုတာကြတော့ညီမကိုပြောဖြစ်ပါတယ်ဒီမှာဆိုရင်အနေဆိုရင်お姉さんလို့လည်းတောင်းလို့ရတယ်အနိဆိုရင်お兄さんလို့လည်းတောင်းလို့ရတာရှိရပေါ့နော်โอเคအဲ့ဒါနဲ့ဆက်ပါမယ်ဆိုရင်အဲ့တော့ဒီရဲ့ကျွန်တော်တို့အားလုံးပေါ့နော်ဒီ1 2 3 4 500လုံးပေါင်းပြီးတော့ဖြောတိုင်းလို့ခေါ်ပါတယ်ဖြောတိုင်းဆိုတာတော့ညီကိုမောင်နှမကိုပြောဖြစ်ပါတယ်ဖြောတိုင်းအဲ့တော့သူတို့မောင်နှမ9ယောက်ရှိပေါ့နော်ဟိုညရပေါ့နော်မတော်များစင်မလင်းကိုဖြောတိုင်းလို့ဖတ်ပါတယ်
နောက်တစ်ခါကျတော့ဒီနေ့အဲ့တော့ယခုခေတ်မှာဆိုရင်တော့မိသားစုလေးအနေနဲ့ပေါ့နော်ပတ်လေးတွေကိုမွေးကြတယ်အဲ့လိုပဲခွေးလေးတွေကြောင်းလေးတွေပေါ့နော်ကြောင်းလေးတွေမွေးကြတယ်တချို့ဆိုရင်ခွေးလေးကြောင်းလေးတက်ပိုးတာတွေရှိရပေါ့နော်ပိုးတာဆိုတာတခြားကောင်လေးတွေလည်းမွေးကြတယ်လို့ပြောတာပါအဲ့တော့ခွေးလေးဆိုရင်တော့ဤနုလည်းဖတ်ပါတယ်ဤနုကြောင်းဆိုရင်တော့nekoလို့ဖတ်တယ်ပေါ့နော်အဲ့တော့ဒီမှာဣရုဆိုတာရှိတယ်ဆိုတဲ့ပါအဲ့ဒါတော့ဂျပန်မှာရှိနေရှိတယ်အာရုနဲ့ဣရုဆိုတာနှစ်မျိုးရှိရပေါ့နော်ဒါကမင်းတို့မျိုးကိုခိုင်းရင်ကျတော့နောက်ပိုင်းခံမှသင်ရမယ်တဲ့ဒါဣရုကကျတော့တက်ရှိတာပါအာရုကတတ်မဲ့ရှိတာပေါ့နော်အဲ့ဒါတစ်ချက်မှသိတယ်အာရုကကျတော့သူကပစ္စည်းရဝတ္ထုတွေပေါ့နော်ဥပမာဇဝဲပေါ်မှာစာအုပ်ရှိရဆိုရင်သေပုရုနိの上に本があるဆိုရင်ဇဝဲပေါ်မှာစာအုပ်ရှိတယ်ဒါပေမဲ့ဇဝဲပေါ်မှာကြောင်ရှိရဆိုရင်သေပုရုの上に猫があるလို့သုံးလို့မရဘူးပေါ့နော်သူကဣရုနဲ့သုံးပေးရတယ်ဘာလို့ဆိုရင်猫အသက်ရှိအောင်အဲ့တော့အသက်ရှိရဆိုရင်ဣရုကိုသုံးပေးရပါတယ်အဲ့တော့နံပါတ်1ကဘာပြောထားလဲဆိုတော့犬がいます犬がいますဆိုတာခွေးရှိရပေါ့နော်အဲ့တော့ဝါတရှိに犬がいますဆိုရင်ကျွန်တော်မှာခွေးလေးရှိရဆိုတဲ့အဓိပ္ပာယ်ပါ兄がいますဆိုရင်အကိုရှိရဆိုတဲ့အဓိပ္ပာယ်ပါဝါတရှိに兄がいますဆိုရင်兄がいますဆိုတော့兄သူဘာသာပြန်တာမာနေစစ်သားလို့ပြန်တာအဲ့တော့兄ဆိုတာအကိုပြပေါ့နော်အဲ့တော့နောက်တစ်ခါကျဥချစ်အဲ့တော့ဥချစ်ပေါ့နော်ဥချစ်ကကျတော့သူကအဓိပ္ပာယ်တွေက2မျိုးလောက်ရှိတယ်ဥချစ်ကကျတော့အဲ့မှာကိုနေတဲ့အိမ်ကိုလည်းဥချစ်လို့ပြောပါတယ်ဥချစ်ပေါ့နော်ဥချစ်の私のဥချစ်ဆိုရင်私のဒါပေမဲ့အဲ့လိုမျိုးချိန်ကျရင်私の家လို့သုံးတာတော့ပုံများရပေါ့နော်ဒါပေမဲ့ဥချစ်ဆိုတာကအဓိပ္ပာယ်ကတော့အိမ်ဆိုတဲ့အဓိပ္ပာယ်ပါအိမ်ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့ပါမြန်မာလိုဆိုတဲ့ခွေးလေးပွေးထားရဆိုကြပါတော့ငါတို့အိမ်ကကုတ်ကြားလေငါတို့အိမ်ကမိဘလေးဆိုအဲ့လိုမျိုးသုံးလို့ပေါ့နော်ငါတို့အိမ်ကမလေးအိမ်ကမလေးအိမ်ကကိုကလေးအဲ့လိုပြောပြီးပဲဂျပန်မှာဆိုလဲအိမ်ကအမတို့အိမ်ကအကိုတို့အိမ်ကခွေးတို့ကြောင့်မပြောချင်ဘူးသူကဥချစ်လို့သုံးတယ်ပေါ့နော်အဲ့လိုမျိုးသုံးတာလည်းရှိရပေါ့နော်ဒါပေမဲ့ဒီမှာသုံးတာဆိုတော့ဒီကိုယ့်ရဲ့အိမ်မှာရှိတယ်ဆိုတာပဲသုံးထားတာပါအဲ့တော့ဖတ်ကြည့်မယ်ဆိုရင်ဥချင်းနိနဲ့ကိုကအိမ်မှာဆိုတာသုံးထားပါတယ်အဲ့တော့အိမ်မှာကြောင်ရှိရအိမ်မှာကြောင်ရှိရဒါပေမဲ့အဲ့ဒီဥချစ်ပေါ့နော်နောက်တစ်မျိုးအနေနဲ့ဆိုရင်ဥချီနိုနဲ့ကိုဆိုရင်ငါတို့အိမ်ကကြောင်ဆိုတဲ့မျိုးသုံးလို့လည်းရတယ်ပေါ့နော်ဒါကတော့တခါလဲမှတ်သွားလို့ရပြီပြပါတယ်နောက်တစ်ခုကကျတော့ယာမသာဆန်နိုခါဆိုကိုလေယာမသာဆန်ရဲ့မိသားစုရဲ့โอเค42ကိုကြည့်မယ်ဆိုရင် oji san ပေါ့နော် oji san အတန်လေးကိုဆွဲပေးမယ် oji san ကတော့အဖိုးဖြစ်ပါတယ် oba san ကတော့အဖွားအောင်ပြောမှာဖြစ်ပါတယ် oba san အဲ့တော့ oto san သူပြောမယ်ဆိုရင်ခဏနေကကြတော့ပေါ့နော်ဒီပေါ်ကခဏနေကဒီအိုတိုးဆန်တို့ကားဆန်တို့ပြောလိုက်တယ်ဒါပေမဲ့သူကတတ်လေးခွဲထားတာပုံရတော့သူကဒီကိုမိသားစုသုံးတာနဲ့သူများမိသားစုသုံးတာကိုကွဲစေခြင်းလို့ထင်တယ်ပေါ့နော်အဲ့တော့ချီကကြတော့ကိုဖေပဲသူကိုသုံးလို့ရတာသူများဖေချီလို့တက်ပြောလို့မရဘူးပေါ့နော်ဟာလည်းလို့ပဲဒါပေမဲ့ကိုဖေနဲ့ကိုမျိုးအိုတိုးဆန်အိုကားဆန်နဲ့သုံးတာတော့ကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့သူများဖေမျိုးချီတော့ဟာလို့တက်သုံးလို့မရဘူးအဲ့တော့ဒီမှာဆိုရင်ယာမဒါပေါ့နော်ယာမဒါဆန်ကနေသူ့အဖိုးဆိုရင်အိုဂျီဆန်အိုဘာဆန်အဲ့ဒီနေရာကနေမွေးဖွားလာတာသူ့ဖေနဲ့သူ့အမေသူ့ဖေကိုကျတော့ဒါကိုမဟုတ်လေကိုမို့တော့ချားလူဆိုရင်ကျတော့အိုတိုးဆန်တော့သူ့အဖေကိုကျတော့အိုတိုးဆန်တော့ဖိုင်ရပါတယ်နောက်တစ်ခါကျတော့အိုကာဆန်ပေါ့နော်အိုကာဆန်ပေါ့နော်အဲ့ဒီကနေမွေးလာတာကကျတော့ယာမဒါသူမွေးတယ်ဒီနောက်တစ်ခါကျအိုနေဆန်ပေါ့နော်အိုနေဆန်အိုနီဆန်အိုတိုးတူဆန်အီမိုတူဆန်အဲ့အိုနေဆန်ကအမအိုနီဆန်ကအကိုအိုတိုးတူကညီပေါ့နော်နောက်တစ်ခါကျတော့အီမိုတူကကျတော့ညီမလေးကိုပြောပြပါတယ်အပေါ်မှာတခုကျန်သွားတယ်လျောရှင်ပေါ့နော်လျောရှင်ဆိုတာမိဘကိုပြောပြပါတယ်သူများရဲ့မိဘဖြစ်တဲ့ကြောင့်သူအရှိမကိုဆိုတာလေးထည့်ရတယ်ပေါ့နော်အဲ့တော့ကိုလျောရှင်ဆိုတာတော့မိဘပါပဲဒါပေမဲ့သူကယဉ်ကျေးမှုနဲ့ကိုထည့်ရပါပေါ့နော်ကိုလျောရှင်ထည့်ပါတယ်အဲ့တော့အပေါ်ကနေကွာချတာအဲ့ဒါပေါ့နော်သူကအပေါ်မှာကျတော့ကိုမကိုကျတော့အနေတို့အနီတို့ဟိုတို့တို့အီမိုတို့လို့တောင်းတယ်ဒီမှာသူများကကျတော့အိုနေဆန်အိုနီဆန်ဟိုတို့တို့ဆန်အီမိုတို့ဆန်လို့ထည့်တယ်ပေါ့နော်အဲ့တော့ဒီပါဆိုရင်
အကိုတွေမတွေကကြတော့သူများရဲ့အကိုတွေမတွေကြအဲ့လိုအပေါ်ကလိုတက်ခေါ်လို့မရဘူးဒါပေမဲ့ကိုယ့်အကိုတွေမတွေကြအိုနေဆန်တော့အိုနီးဆန်တော့တောင်းတဲ့ကိစ္စမရှိပါဘူးအဖေမေရောပဲပေါ့နော်ဒါပေမဲ့သူများကတော့တက်ခေါ်လို့မရဘူးပေါ့နော်အဲ့တော့ဒီ session 3ထိပဲသွားလိုက်မယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့အဲ့တော့ဆက်ပြီးတော့အတူတူကြက်သွားကြည့်ကြမယ်ပေါ့နော်ဘာလို့ဒီနေ့ညရရှိတယ်ပြီးတော့သူကစမ်းနှံ့စိန်နဲ့သူကပို့ပြီးတော့စိတ်ဝင်စားဖို့လည်းကောင်းပေါ့နော်အဲ့တော့နောက်ရက်ကျရင်တော့အခန်းတရဲ့ session 4တို့ session 5တို့ကိုဆက်လာပြီးတော့အခန်းလေးဆက်ကြသွားပါမယ်ဒါကတော့တန်းဖို့ပေါ့နော် N5 တန်းဖို့ကိုလုပ်ပြရပါတယ်အဲ့တော့နောက်ကလည်းတက်ကမကြောချင်တော့ N5 ကနေပဲစလိုက်ပါတယ်အဲ့တော့ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်じゃみんなまたの動画で会いましょう